အားလုံးပဲ Happy New Year ပါလို့နော်ဒီနေ့စက္ကန့်မိနစ်တိုင်းမှာလူတွေမြောက်များစွာတည်ပြောက်နေတဲ့အချိန်ဒီနေ့ကျွန်တော်ဒီ2025မှာအသက်ရှင်ပြီးတော့ဖြတ်တန်းခွင့်ရတာဘုရားခင်ကျေးဇူးတော်ကြောင့်ဖြစ်ပါတယ်လို့နော်ဒီကနေ့လူတွေမြောက်များစွာနှစ်တကူမကူးနိုင်မနဲ့တော့ဘောအခြေအနေအမျိုးမျိုးကြောင့်ဒီလောကကနေထွက်ခွာသွားတဲ့သူတွေအများကြီးရှိပါတယ်ဒီကနေ့တင်းနဲ့ကျွန်တော်ဒီလောကမှာနေရခြင်းအဓိကရည်ရွယ်ချက်ဒီနေ့တင်းနဲ့ကျွန်တော်ဒီလောကမှာအသက်ရှင်ခြင်းအဓိကဒီဘုရားသခင်ရဲ့ဤဝန်ကလေးတင်းစကားကိုတက်တည်ခံဖို့ဘုရားခင်ကကျွန်တော်ကိုခွဲခန့်ထားတာဖြစ်ပါတယ်ကဘာပေါ်မှာဘုရားသခင်အာဒံကိုဖန်ဆင်းပြီးတဲ့နောက်ပိုင်းမှာသူရဲ့အကြံစီနော်ပြည့်စည်သွားတဲ့အချိန်ကနေနောက်ပိုင်းသူဘုဒ္ဓကိုရွေးလဲဆိုအာဗြဟံကိုရွေးတယ်ပြီးရင်ဣဇက်ယာကုပ်ဣဒရီလာဆိုတဲ့ဣသရေလလူမျိုးကိုရွေးပြီးတော့လောကကြီးမှာဒီကမ္ဘာစัจ java တစ်ခုလုံးမှာဖန်ဆင်းခြင်းဘုရားဖြစ်ရှိတယ်စစ်မှန်တဲ့ဘုရားရှိတယ်ဆိုတဲ့အရာကိုဣသရေလလူမျိုးကိုအသုံးပြုပြီးတော့ဘုရားသခင်ကဓမ္မဟောင်းကာလတစ်ခုလုံးမှာသူပြသခဲ့တာဖြစ်ပါတယ်။ဒုနည်းသူဆိုတာဒီကနေ့ဓမ္မတစ်ခေတ်ကာလရောက်တဲ့အချိန်မှာတပါးအမျိုးသားဖြစ်တဲ့တင်းနဲ့ကျွန်တော်ဒီယေရှုခရစ်တော်အားဖြင့်ဘုရားရဲ့တာသမီဖြစ်ရတဲ့အခွင့်ကိုဘုရားခင်ပြင်ဆင်ထားတာဖြစ်တယ်။ဒါကြောင့်ဒီကနေ့2025မှာကျမ်းမာစွာဖြတ်တန်းခွင့်ရသူဒီကနေ့2026နှစ်တည်းမှာလေကျွန်တော်ကြီးမားတဲ့အရာဘုရားခင်ပြင်ဆင်ထားတဲ့အရာကိုခူးယူတတ်ဖို့အင်မတန်အရေးကြီးပါတယ်ဒီကနေ့2026တို့ဒီနေ့နှစ်ကာလဆိုတာကသူ့အတူပြောင်းလဲသွားမှာပဲဒါကကျွန်တော်တို့ကဘာမှလုပ်ပြီးလို့မရအောင်ကျွန်တော်တို့ရဲ့အတွေ့အခေါ်ကျွန်တော်ရဲ့အပြောအဆိုကျွန်တော်ကြံ့တဲ့အရာကျွန်တော်2025မှာကျွန်တော်ဘာလုပ်တဲ့နေဘာလုပ်ခဲ့လဲနော်2025မှာကျွန်တော်ကဘယ်အရာကိုအားတာပြီးတော့ဘယ်အရာကိုအားနေတာလဲနောက်ဘယ်ဖက်မှာကျွန်တော်မကောင်းတဲ့အရာဖက်မှာအားကြီးပြီးတော့ကောင်းတဲ့အရာဖက်မှာအားနေနေတာလေဆိုတဲ့အရာကိုချင်းချင်းပြီးမှ2026မှာပြုပြင်ဖို့ဖြစ်ပါတယ်2025ကိုကျမ်းမာစွာပို့ဆောင်ပြီးတဲ့ဘုရားကဒီကနေ့2026မှာလေကြီးမားတော့နော်နဆတော့ကောင်းကြီးခုနဆတော့ကောင်းကြီးအစတရားတော့ကောင်းကြီးကဘုရားခင်တင့်အတွက်ပြင်ဆင်ထားတာဖြစ်တယ်တို့တော့သင်ကခူးယူတတ်ဖို့ကတင်းအလုပ်ဖြစ်တယ်ဒီနေ့ဘုရားသခင်ကိုကူးကွယ်တဲ့ကူးစားတယ်ဆိုတာအဓိကဒီယုံကြည်ခြင်းဖြစ်တယ်ဘုရားသခင်ရှိကြောင်းဟေဘရဲ7:6မှာဘုရားသခင်ကိုခေါ်ရတော့ဘုရားသခင်ရှိတယ်မယုံလို့မရဘူးဘုရားသခင်ကိုစုတောင်းတယ်ဘုရားသခင်ရှိတယ်ဆိုတော့ကိုယုံမှဒီနေ့ဘုရားသခင်ကိုကျွန်တော်စုတောင်းတယ်ဒီနေ့ခရစ်စမတ်ကနော်ခရစ်တော်ဘုရားရဲ့မွေးနေ့ဆိုတာကျွန်တော်ဖြတ်တန်းခဲ့ပြီကဲကျွန်တော်ရဲ့အသက်တာကိုဆင်ခြင်ပါမွေးနေ့ရှင်ခရစ်တော်ဘုရားနဲ့ကျွန်တော်တွေ့ခဲ့ရလားကျွန်တော်အသက်တာမှာရောဘာထူးခြားမှုရှိလဲကိုမိသားစုမှာရောမွေးနေ့ရှင်နဲ့တကယ်တွေ့ခဲ့ရင်ဘယ်လိုထူးခြားမှုရှိလဲဆိုတာကိုဆင်ခြင်ဖို့လည်းအင်မတန်အရေးကြီးပါတယ်ကျွန်တော်ဘာသာရေးအရာခရစ်စမတ်တနေ့လောက်ပြီးတော့ဘာမှထူးခြားမှုမရှိဘူးဆိုရင်ဒီနေ့ဆင်ခြင်တုံးတက်ဖို့ဖြစ်တယ်ဒီနေ့လောကကြီးဆိုတာမနဲ့မြင်ညနေပြောက်အခုမြင်အခုပြောက်ဒီနောက်တမလွန်ဘဝအရေးဆိုတာအင်မတန်အရေးကြီးတဲ့အရာဖြစ်ပါတယ်အဲဒါကြောင့်ကိုယ့်ရဲ့အသက်တာမှာနောက်တမလွန်နော်ဒီလောကကနေတည်ခြင်းတရားဝင်လာတဲ့အချိန်ဒီလောကကနေထွက်သွားရင်နောက်တမလွန်ဘယ်ရောက်မလဲဆိုတဲ့အဖြေကိုတိကျတိထားဖို့ရဲ့အင်မတန်အရေးကြီးပါတယ်ဆိုတဲ့အရာလေးကိုပြောပြချင်ပါတယ်ဒီနေ့လောကသားတွေကလောကရဲ့စာပေယဉ်ကျေးမှုကဘယ်လိုပြောလဲဆိုတော့မနဲ့အဲ့ရထတဲ့အချိန်မှာတဲ့ရွှင်လန်းစွာထတယ်တဏိသာလုံးကရွှင်လန်းနဲ့ပျော်ပွားရှိတယ်ညမအိတ်ခင်နိုင်ဝဲမှာပျော်ရွှင်နဲ့မိသားစုပျော်ရွှင်နဲ့အိပ်ပျော်သွားတဲ့လူတယောက်ကရွှင်လန်းစွာအိပ်ပျော်တယ်ဒုနည်းသူဆိုတာဒီကနေ့နှစ်တက်မှာကျွန်တော်တို့ရဲ့အတွင်းနှလုံးသားကျွန်တော်ရဲ့ခန္ဓာစိတ်ဝိညာဉ်တုံးပါစလုံးလူအပ်တဲ့အရာကိုဘုရားသခင်တမ်းမှာတောင်းလျှောက်ဖို့နော်ပြီးတော့
ကျွန်တော်တို့ရဲ့အသက်တာမှာအားနည်းတဲ့အရာကိုအားဖြည့်ပြီးတဲ့ဘုရားသခင်ရှိတယ်ဆိုတဲ့အရာလေးကိုကျွန်တော်နည်းငယ်ပြောချင်ပါတယ်ဒီနေ့2025မှာကျွန်တော်ပြင်ဆင်မှုအားနည်းသွားတယ်ရှိတတ်ပါတယ်တို့တော့ဒီကနေ့ကျွန်တော်အသက်ရှင်နေတော့ကြောင့်ဒီနေ့ဘုရားသခင်ပြင်ဆင်ထားတဲ့အရာကိုကျွန်တော်နည်းငယ်ဆက်လက်ပြီးတော့တက်တည်ခံချင်ပါတယ်ဒီနေ့ကျမ်းစာတစ်ပိုက်အနေနဲ့ကျွန်တော်ဖတ်ချင်ပါတယ်လို့ဒီနေ့ဟေရှာယ43အပိုက်ငယ်18 19ကိုကျွန်တော်ဖတ်ချင်ပါတယ်လို့ဖြစ်ဘူးတော့အမှုတို့ကိုမအောင်မိကြနေရှေးကာလဤအရာတို့ကိုပမာဏမပြုကြနေကြည့်ရှုလို့အမှုတစ်ကိုငါပြုမိယခုပေါ်လာလိမ့်မည်တဲ့တင်တို့ဒီအမှန်တည်မြင်တီးမြင်ကြလိမ့်မည်တဲ့အကယ်စင်စစ်တော်၌လမ်းကို၎င်းလွင်ပြင်း၌စီတော်ကြီးကို၎င်းငါဖန်ဆင်းဟာလေလုယာဒီနေ့ဘုရားသခင်ကဖြစ်ဘူးတဲ့အရာနော်ရှေးကာလမှာဖြစ်ဘူးတဲ့အရာတနည်းအားဖြင့်ကိုယ့်ရဲ့အသိမှာငါဘာဖြစ်လို့2025မှာအကောင်းဆုံးဘလို့ငါအကောင်းဆုံးအသက်ရှင်တာရှင်ချင်းပြင်မဲ့ငါဘာဖြစ်လို့အသက်မရှင်ခဲ့တာလဲဆိုတာကိုလည်းမအောင်မိတယ်2025မှာငါဘာဖြစ်လို့ဘုရားဖက်မှာဘုရားကောင်းမြတ်ခြင်းကြောင့်မပြောဘဲနဲ့သူများအကောင်းမကောင်းကြောင့်ပဲရှောက်ပြောခဲ့တာလေဘာဖြစ်လို့ငါရဲ့အတိတ်ကဘာဖြစ်လို့ဘုရားအတွက်အသက်မရှင်ဘဲနဲ့သူများမကောင်းကြောင်းပဲသူမကောင်းတဲ့အရာကိုပဲဘာဖြစ်လို့အသက်ရှင်ခဲ့တာလဲဆိုတဲ့အရာကိုမအောင်မိပါနဲ့တဲ့ဒီဘုရားသခင်ကအတိတ်မှာတင်ပါဖြစ်ခဲ့တယ်အတိတ်မှာတင်ကဘာစဉ်းစားနေလဲလုံးဝမအောင်မိခဲ့ဘူးအချိန်ရှိသေးတယ်ယခုအချိန်ကာလကဘုရားသခင်ဘာပြောလဲကြည့်ရှုလို့အမှုတစ်ကိုငါပြုမယ်အဲကြောင့်ယေရှုခရစ်တော်ဘုရားကိုမိမိကယ်တင်ပိုင်ရှင်အရှင်သခင်ဖြစ်ယုံကြည်လက်ခံတဲ့ဘုရားသခင်ရဲ့သားသမီးတွေရှေးကာလကိုမအောင်မိပါနဲ့ဖြစ်ဘူးခဲ့တဲ့အရာကိုလည်းမအောင်မိပါနဲ့ကောင်းတာလုပ်ခဲ့ဆိုးတာလုပ်ခဲ့မအောင်မိပါနဲ့ဒီနေ့လာမယ်အရှိတည်ရှုလို့တဲ့အမှုတစ်ကိုဘုရားသခင်ပြင်ဆင်ထားတဲ့အရာကိုကျွန်တော်တို့ကမျှော်လင့်တတ်တဲ့အသက်တာဖြစ်ဖို့အင်မတန်အရေးကြီးတယ်အကယ်စင်စစ်တဲ့တော်နဲ့လမ်းကို၎င်းတယ်ဒီကနေ့ကျွန်တော်တို့ရဲ့အသွေးကိုကျွန်တော်တို့ရဲ့အနာဂတ်မှာတော်လမ်းဆိုတာကလမ်းမရှိဘူးကျွန်တော်အနာဂတ်ပြောင်းနေတဲ့အရာငါမိသားစုငါအကောင်းဆုံးငါအနာဂတ်ပါအကောင်းဆုံးတွားမယ်ကိုယ့်ရဲ့မျှော်လင့်ချက်ပန်းတိုင်းကိုဘုရားသခင်ပြင်ဆင်ထားတဲ့ပန်းတိုင်းကိုအရောက်တွားဖို့ဘုရားသခင်ကတော့မှလမ်းကိုပြင်ဆင်တယ်လို့ဒီကနေ့ကျွန်တော်တို့ကိုဘုရားသခင်အကောင်းဆုံးပြင်ဆင်ထားတယ်2026မှာအကောင်းဆုံးပြင်ဆင်ထားတဲ့အရာလေးကိုမျှော်လင့်တတ်ဖို့အင်မတန်အရေးကြီးတယ်ဖြစ်တယ်ဟာလေလုယာလွင်ပြင်းနိုင်စီတော်ကြီးကိုလည်းငါဖန်ဆင်းမိတယ်ဟာလေလုယာတဲကနာရတဲ့မှာဣဒူလာလူမျိုးတွေရှောက်သွားတဲ့အချိန်မှာအောင်ကြိုင်တော့ဘာကလွင်ပြင်းတဲ့မှာစိုင်းတွင်ဖြစ်စီတယ်ဟာလေလုယာဒီတွေးချောက်တဲ့အရာဒီနေ့ခမည်းရဲ့2025မှာဖြစ်ပျက်ခဲ့တဲ့အရာကတွေးချောက်တဲ့အသက်တာဝန်နေကြည်ကွယ်ခြင်းရှိမယ်မိသားစုမှာမဆုံးမလင်းတာရှိမယ်ကိုယ့်အသက်တာမှာခန်းချောက်တဲ့အရာစိတ်အားငယ်ခြင်းမကောင်းတဲ့အရာစိတ်အားငယ်ခြင်းနော်ကိုဖြစ်ချင်တာကိုလည်းမဖြစ်နော်ကိုလှုပ်ချင်တာတစ်မျိုးဖြစ်သွားတာတစ်မျိုးကိုယ့်ရဲ့အသက်တာကမျောလင်းတာတစ်မျိုးဖြစ်နေတာတစ်မျိုးအဲ့ဒီလိုလွင်ပြင်တဲကနာရတော်လမ်းလိုမျိုးလမ်းမရှိတဲ့အရာကိုဘုရားသခင်အကောင်းဆုံး2026မှာတက်တွဲပြင်ဆင်ထားတာဖြစ်တယ်ဟာလေလုယာဒီနေ့လွင်ပြင်မှာတဲကနာရမှာရေမရှိတဲ့နေရာမှာရေကိုဖတ်ဆင်တာပြီဗျာစမ်းရည်တွင်းကိုတက်တွဲဖတ်ဆင်တာပြီတယ်2026ကတက်တွဲကြီးမားတော့ဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာတက်တွဲဖြစ်တယ်ဆိုတာလေးကိုဆင်ခြင်ဖို့လိုအပ်တယ်တို့တော့မအောင်မိပါနဲ့အတိတ်မှာခမည်းဘလို့ဖြစ်ခဲ့မအောင်မိပါနဲ့အတိတ်မှာခမည်းဘာဖြစ်ခဲ့အတိတ်မှာခမည်းကရွှေထီပဲဆောင်းအတိတ်မှာခမည်းကဘလို့ပဲစုခဲ့ဘုရားသခင်မအောင်မိနေတဲ့တဲ့အတွက်2026မှာအကောင်းဆုံးဘုရားသခင်ပြင်ဆင်ထားတယ်ဆိုတာကြီးကိုကျွန်တော်မျှော်လင့်တတ်တဲ့အသက်တာဖြစ်ဖို့အင်မတန်အရေးကြီးပါတယ်နောက်တစ်ချက်အနေနဲ့ကျွန်တော်ဘာဖတ်ချင်လဲဆိုတော့ဟေဘရဲဩဝါဒစာ
အခန်းကြီး30အပိုင်းငယ်7မှာတဖန်တော့တဲ့သူတို့ပြစ်မှာတော့လွန်ကျွန်းချင်းအမှုအမျိုးမျိုးကိုငါမအောက်ပဲနေငါမအောက်မိပဲနေနေဟုလာတည်တဲ့ဒီနေ့ယေရှုခရစ်တော်ဘုရားတည့်အတွက်လဝါခနဲ့မှာအသေးခံပြီးပြီအသွေးသွင်းခဲ့ပြီးပြီတကြိုးပြီး3ရက်မြောက်တော့ဒီမှာရှင်းပြထောက်မြတ်တော်မူတော့ထိုယေရှုခရစ်တော်ဘုရားကိုတကမိမိကတည်းပိုင်ရှိအရှင်တခင်ဖြစ်ယုံကြည်လက်ခံနေတင်းအပြစ်အားလုံးဘုရားမအောင်မီတော့တကအသိမှလူတတ်ဓမ္မပိတန်စာအကျင့်စုဘလောက်ပဲရှိခဲ့ဒီကနေ့တင်းကိုတတ်ရှင်သူဖြောင့်မတ်သူဂျစ်ဘရိုဟိအမျိုးဟာလေလုယာဘုရားအမျိုးလို့ဘုရားကမြင်နေတာဖြစ်တယ်အဲဒါကြောင့်ဒီကနေ့2025မှာကိုမစုံမလင်တဲ့အရာအားလုံးကလည်းမအောင်မီနေဒီကနေ့2026မှာဘုရားကကြီးမားစွာတဲ့အတွက်ပြင်ဆင်ထားတယ်ဆိုတဲ့အရာလေးကိုချင်းမျိုးလေးစုခုတပ်ဖို့အရင်မတန်အရေးကြီးပါတယ်2025မှာတင်မချမ်းပါတဲ့အရာစိတ်တက်ကြတယ်ပင်ပန်းတယ်နွမ်းနယ်တဲ့အရာအားလုံးကို2026မှာတင်ကိုရွှင်လန်းစွာတချင်းဆိုရတဲ့ခွင့်ခမများမမြင်ဘူးတဲ့အရာမကြားဘူးတဲ့အရာဘုရားသခင်ထားနေလာတဲ့ဝမ်းမြောက်ခြင်းညီသက်ခြင်းကောင်းခြင်းမင်္ဂလာဖျားဘုရားသခင်ကတည့်အတွက်2026မှာပြင်ဆင်ထားတဲ့ဆိုတဲ့အရာလေးကိုအနေငယ်ကျွန်တော်တိုက်တွန်းချင်တာဖြစ်တယ်ဟာလေလုယာဒါပေမဲ့တို့တော့ကျွန်တော်တို့ဖက်ကဘာပြင်ဆင်ရမလဲနေရာပြောင်းဖို့လိုအပ်တယ်ကျွန်တော်တို့ကအတိတ်ကိုမအောင်မနေလို့ပြောရင်အတိတ်မှာကျွန်တော်တို့ကအချိန်နေ့တိုင်းဘာမဟုတ်တဲ့လောကအရာကိုပဲအချိန်ဖြုတ်ကြလားဒါဆိုရင်လောကအရာကိုအချိန်ဖြုတ်နေဘုရားဖက်ကိုလေတစ်ချိန်လုံးသူများမကောင်းကြောင်းတစ်ချိန်လုံးသူများအသိပြောဘုရားအကြောင်းပြောလို့ရှက်တယ်အဲ့ဒီအချင်းစုတွေရှိတာအမငယ်နေဘုရားကမအောင်မနေတို့တော့နေရာပြောင်းအောင်သူများအသိပြောတဲ့ပုံဝင်ခြင်းမှာမနေနဲ့နောက်တစ်ခုကျွန်တော်အားပေးမယ်ကိုယ်အိမ်ကိုလာလေတဲ့သူကိုအသိမပြောခိုင်းနဲ့ကိုယ်အိမ်ကအသိပြောတဲ့အိမ်မဟုတ်ဘူးကိုယ်အိမ်ကဘုရားသခင်အကြောင်းတက်တည်ခံတဲ့အိမ်ဖြစ်ပါစေဟာလေလုယာဒါဆိုရင်2026မှာဘုရားသခင်ပြင်ဆင်ထားတဲ့အရာကြီးမားတဲ့အရာတင်ခံစားရမယ်ကိုယ်အိမ်မှာလာစုတဲ့လူကိုအသိမပြောခိုင်းနဲ့ငါအိမ်ကအသိပြောတဲ့အိမ်မဟုတ်ဘူးငါအိမ်ကဘုရားသခင်ကောင်းမြတ်ကြောင်းကိုဝန်ခံတဲ့အိမ်တို့အမြဲတမ်းဝန်ခံပြီးတော့ကျွန်တော်တို့ရဲ့အသက်တာကဘုရားသခင်ကတိကိုတော့မှာတင်တို့ရဲ့ခန္ဓာကိုယ်ကြီးငါ့ပိုင်မှန်တော့ဖြစ်တယ်ဟာလေလုယာကြောင့်ဒီပိုင်မှန်တော့ဒီသူများအသိပြောတာအကျဉ်းချုပ်တဲ့လူမဟုတ်ဘူးဒီပိုင်မှန်တော့ဒီဘုရားကောင်းမြတ်ခြင်းကြောင့်တည်ခံလို့ဖြစ်တယ်ဟာလေလုယာဟာလေလုယာဟာလေလုယာကိုမကောင်းကြောင်းပြောတဲ့လူလေယေရှုနာမနဲ့ဆုတောင်းပေးတယ်အာမင်ကိုမကြေမနက်ဖြစ်နေတဲ့အရာကိုလည်းယေရှုနာမနဲ့ကောင်းချီးပေးတယ်အာမင်ဘုရားရဲ့ကြီးမားစွာကျွန်တော်တို့ကယေရှုအကြောင်းပြောတတ်တယ်ဆိုတာကကြီးကျယ်ကြောင်းဖြစ်တယ်နော်ကျွန်တော်တို့မျိုးယေရှုအကြောင်းပြောပြီးဆိုတတိထားတော့မကြခင်မှာယေရှုတကယ်ကြွလာမယ်ဟာလေလုယာပြင်ဆင်ထားပါနော်ဒုတိယမွေးခြင်းတကယ်မရရှိတိုင်းပြင်ဆင်ထားပါနော်ဘယ်ဘာသာမှာပဲနေနေဘယ်ခိုင်းရမှာပဲနေနေဘယ်ဆက်နေမှာပဲနေနေဒီကနေ့တော့တမလို့အတွက်ယေရှုခရစ်တော်ဘုရားကိုယုံကြည်ပါယေရှုခရစ်တော်ဘုရားကိုမယုံကြည်လောကမှာမွေးလာတာအလကားပဲနော်ကြောက်ကြကောင်းတယ်ဘာသာတရားကကောင်းတာအလုံးတုံတင်တယ်ဘာသာတရားကကျွန်တော်တို့ကိုကောင်းရမွန်ရကိုမပူဆောင်ဘူးဘယ်ဘာသာတရားမပူဆောင်ဘူးဘာသာတရားအလုံးကိုကျွန်တော်လေးစားတယ်မျက်နှာတွေသူတို့ဘာသာတရားကကျွန်တော်ကိုအဒီတည်သွားရင်အပင်ကြီးကနေမကင်းနိုင်ဘာဖြစ်လို့ဆိုတော့ဘာသာတရားတုံတင်တာကောင်းတယ်ကျွန်တော်တို့ကမကောင်းတာအဲဒါကြောင့်ယေရှုခရစ်တော်ဘုရားတို့ဘာမှလုပ်စရာမလိုယေရှုခရစ်တော်ဘုရားနိဗ္ဗာန်ထောင်ကျိုးမှာငါတို့လက်ဝါးခါထဲမှာအသေးခံခဲ့ပြီးပြီငါယုံကြည်လက်ခံတယ်ဟာလေလုယာငါခမရပဲပါတာမမနေနေငါယုံကြည်လက်ခံတယ်ယေရှုကယုံကြည်လက်ခံတယ်ငါဘဝတော့ယေရှုကိုမှယုံကြည်လက်ခံတယ်မဟုတ်ငါဘဝငရဲကြတယ်ယေရှုခရစ်တော်ဘုရားကိုမိမိကတည်းပိုင်ရှင်ဖြစ်ယုံကြည်လက်ခံတဲ့အပင်ကြီးကနေလွတ်တယ်ဟာလေလုယာထိုနည်းသူဆိုတည်ခြင်းတရားကိုစိတ်ချနေတယ်လူတယောက်ကနေ့ရက်စဉ်တိုင်းမှာရှင်လန်းဝမ်းမြောက်ခြင်းရှိတယ်ဟာလေလုယာအဲဒါကြောင့်2026ကိုဝင်မယ်ကောင်းကြီးမင်္ဂလာနဲ့အပြည့်ရှံဝင်မယ်ဟာလေလုယာဘုရားသခင်ကတာပြီးမြင့်မားစွာတော့ကျွန်တော်ကိုလည်းကျွန်တော်ဝန်ခံနေဘုရားသခင်2026မှာကြီးမားတော့တ
တက်တည်ခံချက်ဒီထက်မကမြောက်ပြစွာတင်လို့ကြားရမှာဖြစ်တယ်ကျွန်တော်လည်းဆက်ပြီးတက်တည်ခံမယ်နော်ကျွန်တော်ကိုကြည်လို့မရတဲ့လူလေကျွန်တော်ပြောမယ်ကျွန်တော်ကချစ်တယ်ကျွန်တော်ကယေရှုအကြောင်းပြောတာနော်ယေရှုအကြောင်းပြောတာဆိုတော့ပြောမယ်အချက်တမတရားပြောင်းနေဖို့ကျွန်တော်တို့ဆုတောင်းတယ်နော်လူစုလူမိုက်ပြောင်းလို့ဖို့ကျွန်တော်ဆုတောင်းလာတယ်ဒီကနေ့ကျွန်တော်တို့ရဲ့အသက်တာကိုဆင်ခြင်ဖို့လိုအပ်တယ်ဟာလေလုယာကိုယ်အသက်တာမှာမွေးနေ့ရှင်ယေရှုခရစ်တော်ဘုရားကိုတကယ်ရရှိပြီလားဟာလေလုယာကျွန်တော်ကတရားဟောဆရာမဟုတ်ဘူးနော်ဒါပေမဲ့ခရစ်တော်ဘုရားရဲ့ချစ်ခြင်းမေတ္တာကိုရပြီးတော့ဘုရားသခင်ရဲ့ပြောင်းလဲခြင်းကိုတကယ်ရရှိခဲ့တဲ့သူတရားဖြစ်သောကြောင့်ယေရှုခရစ်တော်ဘုရားဆိုအသက်ရှင်တဲ့ဘုရားဖြစ်တယ်ဆိုတာကိုတဏှာမရှိပါနဲ့နော်ခရစ်စမတ်ဖို့ကျွန်တော်လုပ်နေတာပဲဘုရားခင်စကားပြောတယ်ဘုရားခင်နိုးဆိုတယ်ဆိုတာကိုမယုံမှတော့တရားမဟောနဲ့ကျွန်တော်ပြောတာခင်ဗျာတရားမဟောတော့တကယ်ပြောတာပြီးတော့ကျွန်တော်ပြောမယ်တရားဟောဆရာတွေသူများကိုမကြည့်ရပါနဲ့ဘယ်ဆရာကိုမှတော့မကြည့်ရနဲ့နော်ကိုကြိုက်မကြိုက်ရင်နားမထောင်နဲ့โอเคတို့တော့စူတောင်းပြီနော်ဘယ်ဆရာကိုမကြည့်ရနဲ့ဘယ်သူကမှမကြည့်ရပါနဲ့နောက်ဒီကနေ့ကျွန်တော်တို့ကကိုလူမျိုးအတွက်ကိုတိုင်းပြည်အတွက်လှုပ်လှုပ်တာမဟုတ်ဒီကနေ့ကျွန်တော်တို့ကဘုသူအကြောင်းပြောလဲဆိုနိုင်ငံတော်ယေရှုခရစ်တော်ဘုရားအကြောင်းအသက်ရှင်တဲ့အကြောင်းဘုရားသခင်အကြောင်းဖြစ်ကြောင်းကိုကျွန်တော်သိသိခံတာဖြစ်တယ်အဲကြောင့်2025ကုန်ပြီ2026မှာဘုရားသခင်ကြီးမားတော့ပြင်ဆင်မှုတွေတင်းအတွက်ရှိတယ်တို့တော့တင်းနေရာပြောင်းပါအတွေ့အကြုံပြောင်းပါနော်ငါပြုပြင်ရမယ်ကိုအမြင်နဲ့ပြုပြင်ရမယ်သူများကိုမနာလို့သူများကိုဖျက်စည်းခြင်းနဲ့စိတ်တက်မျိုးမလုပ်ပါနဲ့နှလုံးသားမကောင်းဆိုင်လေခမရဘာလို့တော့ဘာမှမအောင်ဘူးခမရပတ်စံဘလောက်ပဲချမ်းသာအဲ့ဒီပတ်စံကတင့်ကိုဝမ်းမြောက်ခြင်းမပေးနိုင်ဘူးဘာဖြစ်လို့လဲခမရနှလုံးသားမကောင်းဘူးလေသူများကိုမနာလို့သူများကိုဝင်သူများကိုဖျက်စည်းခြင်းနဲ့အဲ့ဒီစိတ်တက်တွေပြောင်းဘုရားတာမီဆိုအဲ့ဒီစိတ်ဓာတ်မရှိအောင်ကြောင့်ဒီကနေ့ကျွန်တော်ဦးစားပေးရမှာ2026မှာဘုရားကိုဦးစားပေးနော်ဘုရားဆိုသူတရားရှိတယ်တရားတွေကိုနေရမဖြစ်စင်ကြအောင်မိဘုရားတာမီပြောပြီးတော့ခင်ဗျာကျမ်းစာမှာတိကတော့မရအောင်ကျမ်းစာတော့နားမလည်မဖတ်ဘူးခင်ဗျာမဟုတ်ဘူးလို့အကြောင်းကျမ်းစာကိုဖတ်2026မှာကျမ်းစာကိုစဖတ်ပါနော်ကျမ်းစာကိုစဖတ်ကျွန်တော်တရားဟောဆရာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်နေ့တိုင်းနှုတ်ကပတ်တော်ကကျွန်တော်ရဲ့အသက်ဖြစ်တယ်ဟာလေလုယာဒီကဘာဦးကျမ်းကနေမာလာခီနော်ကျွန်တော်ထပ်ပြောမယ်ရှမတဲကနေပြတိချာဒါကျွန်တော်ရဲ့နှလုံးသားဖြစ်တယ်ဒါဘုရားသခင်ကကျွန်တော်ကိုပေးထားတဲ့နှုတ်ကပတ်တော်ဖြစ်တယ်ဟာလေလုယာဒါကြောင့်အရောက်ချင်းစီတိုင်း2026မှာဘုရားသခင်တည့်အတွက်ပြင်ဆင်ထားတယ်ဖြစ်ခဲ့တဲ့အရာကိုမအောင်မီနေရှေးကာလမှာဖြစ်ခဲ့တဲ့အရာကိုမအောင်မီနေကြည့်ရှုလို့လေဘုရားသခင်တည့်အတွက်ကြီးမားတဲ့အရာတင်မမြင်ဘူးတဲ့အရာမကြားဘူးတဲ့အရာပြင်ဆင်ထားတယ်ဟာလေလုယာတောနိုင်လမ်းကို၎င်းတယ်လွင်ပြင်မှာ6တွင်တဲ့အရာကိုစမ်းရင်ထွက်ရဖြစ်စီမယ်ဟာလေလုယာအကြောင်းတင်းနဲ့ကျွန်တော်ကိုဘုရားသခင်ကြီးမားတော့ကောင်းကြီးမလားပြင်ဆင်ထားတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့နှုတ်ကိုပြုပြင်ပါနှုတ်ကိုသူများအတိတ်မပြောနေဘုရားကြီးမွေးအာမင်ယေရှုအကြောင်းပြောသူများအကြောင်းမပြောနေအာမင်သူများကိုမကယ်ရနေဘုရားကိုသူကြီးမွေးဟာလေလုယာနှလုံးသားဟိုလူကိုမချင်နဲ့နော်ဟိုလူသူများကောင်းစားရင်ဝမ်းမြောက်ပြီးတဲ့တက်တာသူများဝမ်းနေတဲ့တက်တာခရစ်တော်နဲ့ရှိတဲ့သူစီတဲ့ဖို့ကို2026မှာတင်နေရှိစီလို့ဟာလေလုယာအဲကြောင့်ကျွန်တော်ပြောပြမယ်ကျွန်တော်ပြင်ဆင်မှုတော့ရှိရမယ်နော်မိသားစုplanရှိရမယ်2026မှာဒီမှာတော့ဘုရားသခင်ပြင်ဆင်မှုဒီလိုရှိတယ်ဟာလေလုယာဘုရားသခင်ကတော့ပြင်ဆင်ထားတယ်ဟာလေလုယာအဲ့ဒီလိုလက်တွေ့လှုပ်ဆောင်မှာဘုရားသခင်ပြင်ဆင်ထားတဲ့အရာကိုခင်ဗျာလက်တွေ့ခံစားမှာဖြစ်တယ်အာမင်ဟာလေလုယာဒီနေ့အတင်းတော်မှာဥဆောင်နေသူတွေ2026မှာငါဥဆောင်နေအတင်းတော်မှာနော်ဘယ်ဆရာမှာကျွန်တော်မစိုးကားဘူးနော်ခေါင်းဆောင်နေplan ချပါငါတို့ဥဆောင်တဲ့ဘုရားကျောင်းမှာဒီ2026မှာပျောက်ပတ်ဝန်းကျင်မှာရှိတဲ့ပျောက်ဆုံးတဲ့ဝန်းကျင်တွေအရောက်ခေါ်မယ်plan ထားပါဘ
ဖခင်ခင်ကြီးမားစွာအသုံးပြုမှာဖြစ်တယ်ဟာလေလုယာအကြောင်း2026မှာတဲ့အတွက်လမ်းမရှိဘူးဘုရားခင်လမ်းပြစင်တာဟာလေလုယာ6တွင်တဲ့တဲကနာရရေမရှိဘူးဆိုင်းတွင်ထွက်ရအရာဖြစ်စီဟာလေလုယာဆိုင်းတွင်ဆိုတာအမြဲတမ်းမခံဘူးအကြောင်းဒီကနေ့ဝိညာဉ်ပိုင်းဆိုင်ရာခန္ဓာပိုင်းဆိုင်ရာအားလုံးကိုဘုရားခင်ကအသင်ကိုဆိုင်းတွင်ဖြစ်ရအရက်လို့ပြင်ဆင်ထားတာဖြစ်တယ်ဟာလေလုယာအရောက်ချင်းစီတိုင်းဘုရားရှင်ကောင်းချီးပေးပါစေအာမင်ဟာလေလုယာ